Watch 2 acid လုံနည်းလေးမြောက်ပေးပါမယ် Watch 2 acid ဆိုတာတော့အခောက်ကပြောင်းချောကြီးမဟုတ်ဘဲနဲ့ဒီလိုပေါ့ပေါ့လေးဖြစ်နေရပါမယ်အဆင့်တွေအများကြီးလောက်ရပါတယ်ဒါကင်းတဲ့အဆင့်ကိုခြံထားပါတယ်မကင်းနဲ့ရတယ်ဝက်ပောင်ကိုစပြုတ်ပါတော့ဒီလိုလောက်ပြီးစင်မြင်းနဲ့ဝက်ပောင်တွေမှပြုတ်နေတယ်ဝက်ပောင်ကို10ရက်50နဲ့နိုင်ဝက်တည်ထားပြီးမယ်သူကညီနဲ့ပျောက်ပြီးတော့ပိုမွေးတဲ့အပြင်အသားနူးတာမြဲစေပါတယ်ပြီးတော့ခရင်နဲ့အနံ့ဖောက်ပေးရမယ်ဖောက်လို့နှံ့ပြီဆိုရင်မီးအေးနဲ့15မိနစ်လောက်ဟိုဘက်ဒီဘက်ကြော်ပြီးတော့မီးပြင်းပြင်းနဲ့3မိနစ်လောက်ဒီလိုကြစ်ကြစ်လေးဖြစ်သွားရင်ထပ်ကြော်ပေးရပါမယ်ပြီးရင်ရေထဲထည့်ပြီးတော့ရေခဲတက်တာထဲမှာတညာသိပ်ပေးမယ်ကဲမိုးလင်းပြီဗျာကျွန်တော်ရေမိုးချိုးပြီးတော့စပင်းလေးပါတခြားရွှိုင်းပြီးတော့ Watch 2ကိုဆက်ချက်ပါမယ်ဂျင်းချက်သွန်ပြူချက်သွန်နီ6ကောလုံးနနက်ပွင့်တို့ကိုဒီလိုလော်ပြီးတော့ Watch 2 အိုးရဲထည့်မယ်ကြာညိုးအချိုကြာညိုးအငံထည့်မယ်ခရူစီထည့်မယ်တကြားထည့်မယ်စားထည့်မယ်ဟင်းညိုမမထည့်ခြင်းမထည့်ပါနဲ့နောက်ဆုံးမှာစင်မြင့်ဆန်အရက်ထဲကို Watch 2 နှစ်စုံထည့်ဟုတ်ပါဘူး Watch 2 ထဲကိုစင်မြင့်ဆန်အရက်နှစ်စုံထည့်ပြီးတော့တနိုင်လောက်တည်ထားပေးရပါမယ်ဂက်ဆိုးနဲ့တဲလို့ကတော့စိုက်ရှင်းကဆော့ပလော်တီးလိုက်မယ်ဗျာမီးသွေးနဲ့ပဲတဲမယ်တနိုင်ကျော်လောက်တဲပြီးရင်ဝက်ကုန်းမောင်ရပါပြီ